မိတ်ဆွေတို့ကဗီဒီယိုဖြစ်အောင်ပြောချင်တဲ့ဓာတ်ပေါ်ကိုထည့်ပေးပါပုံတက်ပြီးသွားရင် Pro ရေးပေးရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်မိတ်ဆွေက5စက္ကန့်လိုချင်တာ10စက္ကန့်လိုချင်တာဆိုတာကိုမိတ်ဆွေကရေးပေးရမှာပဲဖြစ်ပါတယ်ဗီဒီယိုလုပ်မယ်ဆိုရင်တော့ create ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ရက်နေတဲ့ပုံကနေပြင်းနေတဲ့ဗီဒီယိုလေးဖြစ်ပြောင်းသွားပါပြီအားလုံးမင်္ဂလာပါ Test Studio ကကြိုဆိုပါရစေဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ဓာတ်ပုံတွေကိုဗီဒီယိုဖြစ်သွားအောင်လုပ်လို့ရတဲ့နည်းလမ်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ channel ဟာဒီပညာဆိုင်ရာဗီဒီယိုတွေကိုအများတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျေးဇူးတင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်နော်ကျွန်တော်ရဲ့ဓာတ်ပုံတွေကိုဗီဒီယိုဖြစ်ပြောင်းမယ်ဆိုရင် AI website ကိုအသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဒီ website ကိုသုံးဖို့အတွက် browser ကိုလိုပါတယ်မိတ်ဆွေတို့ရဲ့ဖုန်းနဲ့စပင်းတဲ့ browser ကိုသုံးပေးပါကျွန်တော်ကတော့ Chrome browser ကိုအသုံးပြုပါမယ်ကျွန်တော်တို့ Chrome ထဲကိုသွားပါမယ်ပြီးရင် search bar လေးမှာ PISVERSEAI ဆိုပြီးတော့ရှာပေးပါဒီပေါ်ဆုံးမှာပေါ်လာတဲ့ AI website တွေကိုသွားပေးပါဒါဆိုရင် website တွေကိုရောက်ပါပြီဒါကတော့သူတို့ရဲ့ application ကိုတောင်းခိုင်းတာပဲဖြစ်ပါတယ်တောင်းမယ်ဆိုရင်တော့အပေါ်ပေးမဲ့ခွင့်ရင်းတွေနဲ့ prepaid သုံးမဲ့ခွင့်ရင်းတွေရမယ်လို့ပြောပါတယ်ဒီစီကတောင်းကျင်နေဆိုရင်တော့တောင်းလိုက်ပေါ့နော်ကျွန်တော်ကတော့မတောင်းတော့ပါဘူးပထမဆုံးအနေနဲ့ကျွန်တော်တို့ကအကောက်ဖစ်ပေးရပါမယ်အကောက်ဖစ်ဖို့အတွက်ပေါ်က login ဆိုတော့ကိုနှိပ်ပေးပါပြီးရင် set ဆိုတော့ကိုနှိပ်ပေးပါနေပြီးတော့ရင်ဒီမှာတစ်ခုချင်းစီကိုဖြည့်ပေးရပါမယ်ပထမဆုံးတစ်ခုဖြစ်တဲ့ user name ဆိုတဲ့နေရာမှာမိတ်ဆွေသုံးရှင်တဲ့နာမည်ကိုထည့်ပေးပါမိတ်ဆွေရဲ့နာမည်ရင်းကိုထည့်လို့လည်းရပါတယ်ပြီးရင် email ဆိုတဲ့နေရာမှာမိတ်ဆွေမှာရှိတဲ့ Gmail သို့မဟုတ် email တစ်ခုခုကိုထည့်ပေးပါထည့်ပြီးတော့ရင် password ထည့်ပေးပါ password ထည့်ပြီးတော့ရင် confirm password ဆိုတဲ့နေရာမှာပေါ်မှာထည့်ခဲ့တဲ့ password ကိုပဲပြန်ပြီးတော့ထည့်ပေးပါအကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့ continue ကိုနှိပ်ပေးပါဒီနေရာမှာဆိုရင်မိတ်ဆွေရဲ့ email ထဲကိုပို့ပေးလိုက်တဲ့ code ကနေတွေကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ email ထဲကိုသွားပါမယ်ပြီးရင်ပေါ်စုက register ဆိုပြီးတော့ပေါ်နေတဲ့နေရာကိုနှိပ်ပေးပါဒီမှာပေးထားတဲ့ code ကနေတွေကိုမှတ်ထားပါပြီးရင် Chrome ထဲကိုပြန်သွားပါ Chrome ထဲကိုရောက်ပြီးသွားပြီဆိုရင်တော့ verify code ဆိုတဲ့နေရာမှာ code ကနေတွေကိုထည့်ပေးပါထည့်ပြီးသွားရင် continue ကိုနှိပ်ပေးပါနောက်ဆိုရင်တော့ account filter အောင်မြင်သွားပါပြီ။ Profit ပြီးတာနဲ့ကျွန်တော်တို့ကို net credit ပေးထားပါတယ်။ဒီ credit တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကဗီဒီယိုတွေလုပ်ရမှာပဲဖြစ်ပါတယ်။ဗီဒီယိုတွေတစ်ခါလုပ်တိုင်းမှာ credit 30ဟာကိုလောက်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဓာတ်ပုံရင်ထည့်ရပါမယ်။ဓာတ်ပုံထည့်ဖို့အတွက်ကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်ပေးပါ။ပြီးရင်တော့မိတ်ဆွေတို့ကဗီဒီယိုဖြစ်အောင်ပြောချင်တဲ့ဓာတ်ပုံကိုထည့်ပေးပါ။ထည့်ပြီးတော့ရင် upload လုပ်နေတာကိုခဏစောင့်ပေးပါ။ဒါဆိုရင်တော့ပုံထက်တာပြီးပါပြီပုံတက်ပြီးသွားရင် Pro ရေးပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ပြတဲ့နေရာမှာမိတ်ဆွေလို့ဆင်ချင်တဲ့ပုံစံနဲ့ကိုရေးပေးပါရည်စေချင်ရင်ရည်တယ်လို့ရေးပေးပါကားစေချင်ရင်ကားတယ်လို့ရေးပေးပါဒါပေမဲ့ကျွန်တော်တို့ကအင်္ဂလိပ်လိုရေးပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ running တကားလို့ရေးလိုက်ပါမယ်ရေးပြီးရင်ကျွန်တော်ပြတဲ့နာရီပုံလေးကိုနှိပ်ပေးပါဒီမှာဆိုရင်မိတ်ဆွေက5စက္ကန့်လိုချင်တာ10စက္ကန့်လိုချင်တာဆိုတာကိုမိတ်ဆွေကရေးပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့10စက္ကန့်ကိုရေးလိုက်ပါမယ်ဒါဆိုရင် credit ဆိုတဲ့နေရာမှာ credit က60ဆိုပြီးတော့ဖြစ်သွားပါတယ်ဒီလိုမျိုး10စက္ကန့်ဗီဒီယိုတွေလုပ်တိုင်းမှာ credit 60ဟာကိုသွားမှာပဲဖြစ်ပါတယ်ကျွန်တော်က5စက္ကန့်လို့ပြန်ပြောင်းလိုက်ပါမယ်5စက္ကန့်လို့ပြောင်းလိုက်တာနဲ့သူက credit 30ကိုမယ်လို့ပဲပြောပါတယ်မိတ်ဆွေကြိုက်တာကိုရေးပေးပါဗီဒီယိုလုပ်မယ်ဆိုရင်တော့ credit ဆိုတော့ကိုနှိပ်ပေးပါဒါဆိုရင်အပေါ်က credit 90မှာ credit 60ပဲကျန်ပြီးဖြစ်ပါတယ်ပြီးရင်တော့ခဏလေးစောင့်ပေးပါဒါဆိုရင်တော့ဗီဒီယိုလေးရလာပါပြီဒီဗီဒီယိုလေးကိုနှိပ်ကြည့်ပါမယ်ဒါဆိုရင်ပေါ်တဲ့ကဟာမောင်မီသွားနေတဲ့ဗီဒီယိုလေးဖြစ်ပြောင်းသွားပါပြီမိတ်ဆွေက download ဆမ်းမယ်ဆိုရင် download ဆိုတာလေးကိုနှိပ်ပေးပါ download ဆွဲတာပြီးသွားရင်ပေါ်ကအများလေးကိုနှိပ်ပေးပါနောက်ထပ်ဗီဒီယိုတစ်ခုတက်လို့ကြပါပဲအောက်ကဓာတ်ပုံလေးရဲ့နေရာမှာဓာတ်ပုံရဲ့ down လေးကိုနှိပ်ပေးပါဒါဆိုရင်အစားကဓာတ်ပုံကိုဖြတ်လိုက်တာပဲဖြစ်ပါတယ်ပြီးရင်အပေါက်ပုံလေးကိုနှိပ်ပေးပါပြီးရင်မိတ်ဆွေကဗီဒီယိုပြောင်းမဲ့ပုံလေးကိုထည့်ပေးပါထည့်ပြီးရင် Pro ရေးပေးရပါမယ်ကျွန်တော်က running လို့ပဲရေးလိုက်ပါမယ်ခြေကတော့5စက္ကန့်ကိုပဲထားပါမယ်ပြီးရင် create ဆိုတော့ကိုနှိပ်ပေးပါဒါဆိုရင်ဗီဒီယိုပြုလုပ်ပေးနေပါပြီဗီဒီယိုရလာရင်ဒီဗီဒီယိုလေးကိုနှိပ်ပေးပါဒါဆိုရင်ရက်နေတဲ့ပုံကနေပြေးနေတဲ့ဗီဒီယိုလေးဖြစ်ပြောင်းသွားပါပြီ download ဆွဲမယ်ဆိုရင်အောက်က download ပုံလေးကိုနှိပ်ပေးပါတကယ်လို့မိတ်ဆွေက download ဆွဲတဲ့အခါမှာဒီလိုဖြစ်နေပြီးတော့ download ဆွဲလို့မရဘူးဆိုရင်တော့ Chrome ထဲကနေထွက်လိုက်ပါပြီးရင် VN ဆိုတဲ့ application ကို download ဆွဲပေးပါကျွန်တော်တို့ Play Store ထဲကိုသွားပါမယ်ပြီးရင် search bar လေးမှာ VN ဆိုပြီးတော့ရှာပေးပါပြီးရင် install နေပြီးတော့ download ဆွဲပေးပါ download ဆွဲတာပြီးသွားပြီဆိုရင်တော့ Chrome ထဲကိုပြန်သွားပါပြီးရင် video အောက်က download ဆိုတာကိုနှိပ်ပေးပါနေပြီးရင်တော့ဒီ icon လေးတွေကိုဘယ်ဘက်စီဆွဲပေးပါဒီလို VN ဆိုတဲ့ application တွေးတဲ့ဒီဆွဲပေးပါ VN ဆိုတဲ့ application ကိုတွေးပြီးဆိုရင်ဒီ application ကိုနှိပ်ပေးပါဒါဆိုရင် VN application တွေကိုဗီဒီယိုရောက်တော့တာပဲဖြစ်ပါတယ်ပြီးရင်ပေါ်ကမြပုံလေးကိုနှိပ်ပေးပါပြီးရင်တော့ export ဆိုတာကိုနှိပ်ပါနှိပ်ပြီးတော့ရင်ဒီညမှာ100%ပြီးတဲ့ဒီစာဝေးပါပြီးတော့ပြီဆိုရင်တော့ပေါ်က down ကိုနှိပ်ပေးပါ
ဒါဆိုရင်ဗီဒီယိုလေးရောက်သွားပါပြီဒါကတော့ AI အသုံးပြုပြီးဓာတ်ပုံတွေကနေဗီဒီယိုဖြစ်အောင်လုပ်လို့ရတဲ့နည်းလမ်းကိုတင်ဆက်ပေးတော့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတွေသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါပြီးရင်နောက်ရှိရင် comment မှာမေးခဲ့ပေးပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်